င်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ အမေရိကန်သမ္မတ Barack Obama ဟာ ကင်ညာသမ္မတ Uhuru Kenyatta နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ အကြမ်းဖက်သမားနှိမ်နင်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ကင်ညာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတာကို သူ့အနေနဲ့ သိရှိကြောင်းလည်း မစ္စတာ အိုဘားမားက ဆွေးနွေးပွဲအပြီးမှာ ပြောဆိုပါတယ်။ အဲဒီလို ဆက်ဆံရေးတိုးမြှင့်သွားဖို့ ကင်ညာသမ္မတနဲ့လည်း သဘောတူညီမှုရခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အာဖရိကမှာ စွန့်ဦးတီထွင်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခြင်းအားဖြင့် အဟန့်အတားတွေကို ကျော်လွှားနိုင်မှာဖြစ်သလို ယဉ်ကျေးမှုတွေလည်း ပေါင်းကူးစပ်ယှက်မိမှာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ဒီကနေ့ အစောပိုင်းတုန်းက သမ္မတ Barack Obama က ပြောပါတယ်။ ကမ္ဘာ့စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များညီလာခံအတွင်း အာဖရိကမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့တဲ့အပြင် အာဖရိကမှာသာမဟုတ်ဘဲ အနာဂတ်မှာ အာဖရိကဟာ ကမ္ဘာကြီးရဲ့ အချက်အခြာကျတဲ့ ဗဟိုချက်မဖြစ်ဖို့လိုတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အာဖရိကမှာ ပထမဆုံးအနေနဲ့ ကျင်းပတဲ့ ဒီညီလာခံကို ကင်ညာသမ္မတ Uhuru Kenyatta နဲ့ သမ္မတ အိုဘားမားတို့က ခေါင်းဆောင်ပြီး ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာ။